ဒီထိုင်းစကလုံးနဲ့မသိရင်ကိုအတွက်အနေရရှိနိုင်ပါတယ်နော်ပထမစလုံးခါကြတော့ระวังဆိုတာခါကြတော့တတိထားပေါ့နော်ระวังนะတတိထားပါระวังห้ามเข้าဆိုတာမဝင်ရပေါ့နော်ห้ามเข้านะห้ามเข้าเด็ดขาดห้ามเข้าမဝင်ရဘူးห้ามจับမကန်ရမထီရပေါ့နော်ห้ามจับนะမကန်ရဘူးနော်မထီရဘူးနော်ห้ามจับนะอันตรายนะอันนี้ရှိရနော်อันตรายนะอันตรายระวังลื่นချော်လဲနိုင်တယ်တတိထားပါပေါ့နော်ลื่นဆိုတာတော့ချော်လဲတယ်ပေါ့နော်ระวังဆိုရင်တော့တတိထားပါระวังลื่นချော်လဲနိုင်တယ်တတိထားပါระวังลื่นโอเคဒီစာလုံးတွေကိုသိချမှတ်ထားပါနော်ကိုအတွက်အနေရမရှိရအောင်ဒီလိုတင်တာကြရင်တော့ follow လေးတွေ share လေးတွေလုပ်ထားပေးပါနော်နောက်ဗီဒီယိုမှာထပ်ဆုံကြပါမယ်ရှင် bye bye